Okay, ready, Vicky, come on. Sugar cane. Sugar cane is a tall green plant that grows in warm and rainy places. Chervia sail a big sheet Okay. that grows in warm and rainy places. Okay. Chervia, we do side view Okay. It looks like bamboo and has a sweet juice inside its stalks. 这条天马，这条个华北的土里， Okay. Jamming ဝါးပင်နဲ့တူတယ်ဟုတ်တယ် 这条天马，出来一些细 ဟုတ်တယ် Farmers cut the stalks and send them to factory where machines squeeze out the juice. ဟုတ်တယ်ရှင်းမအောင် လေကမားရီအကျပ်ပြီးကိုခုတ်ပြီးတော့စက်ရုံတွေကိုပို့ကြတယ် ဟုတ်တယ် စက်ရုံတွေမှာမရှင်းတွေကစက်တွေက ဟုတ်တယ် ကျပ်ပြီးတွေကို ဘာလို့ရလဲ Jamming တွေကို အရင်မြစ်ထုတ်လိုက်တယ် ဟုတ်တယ်အရင်ညှစ်ထုတ်လိုက်တယ်ဟုတ်ပါတယ်ဟေး This juice is why to make sugar which is used in tea, cakes and many other foods. ဟုတ်တယ်ရှင်းမအောင် ဒီအရင်ကကျူလိုက်တရားရတယ် ဟုတ်တယ်ကြားရတယ် တရားကလက်ပေးရပါလေသုံးနေကိန်းပါလေသုံးနေတခြားအစားအစာတွေပါလေသုံးနေ ဟုတ်တယ် Sugar cane is also used in it make juice drinks that are enjoyed fresh in many countries. Like in Bangladesh, Jaigo, It is a source of quick energy because it contains natural sugar. ဘာလဲရှင်းမအောင် The jumping up, Lurio, energy မမြင်ရစေတယ် ဘာလဲပါ ။ဘာဖြစ်လို့လဲဆိုတော့ ဟုတ်တယ် တဘာဝအချူဓာတ်တွေပါဝင်နေလို့ ဟုတ်တယ်တဘာဝချူတဲ့တွေပါဝင်နေလို့ Millions of people depend on sugarcane farming for food and for their jobs in factories. ဟုတ်တယ် ကျန်းတဲ့စိုက်ပျိုးရေးကလူတွေတန်းပေါင်းများစွာမိခိုနေကြတယ်။ဘာဖြစ်လို့ဆိုတော့အစားအစာတွေလည်းရတယ်အလုပ်ကိုင်တွေလည်းရလို့ ကဲအလုတ်တိုင်းနေလဲချစ်ထွန်းစေတယ်ပြီးတော့တချို့က စားအစာတွေ စား လည်း စား ရ လေးပေးတယ်ကြမ်းဆိုင်ခြင်းပြုံးခြင်းကိုဘယ်သူတွေကမိခိုနေရလဲတဲ့ လူတွေ လူတွေဘယ်လိုမြတ်ဘယ်လောက်များတယ်လူတွေက တန်းပေါင်းများစွာ များစွာသောလူတွေကမိခိုနေရတယ်ဘာကြောင့်လဲဆိုတော့ဟဲ့လားကြံကတချို့တို့ကိုစားစာလည်းပေးတယ်အလုတ်ကိုင်းခွင့်ကနေလည်းပေးတယ်ဟုတ်လားကဲ thank you ပါ Vicky thank you so much ကဲမေမေလာမယ်တဲ့လေ Don't even piggy.